အားလုံးပဲမင်္ဂလာပါခင်ဗျာစာရှိုင်းကနေကြိုဆိုပါရစေဒီနေ့စာရှိုင်းကတော့မန္တလေးမြို့ရောက်နေတာပေါ့နော်အဲ့တော့မန္တလေးရောက်တုန်းလေးမန္တလေးမြို့ရှိအရန်စားချင်တယ်အဲ့တော့ဒီနေ့စာရှိုင်းကတော့ခွန်ရှိ36လမ်းပေါ်မှာရှိရဲကျွန်တော်တို့ဦးတန်းထေးမန္တလေးမြို့ရှိဆိုင်ရောက်နေတာပေါ့နော်အဲ့တော့စာရှိုင်းနဲ့အတူတူအားလုံးလိုက်စားဖို့ဖိတ်ခေါ်ပါရစေဟုတ်မယ်ဟုတ်ကဲ့ပါဒီမှာဘယ်လိုရလဲဝတ်သားချက်လိုက်ရတယ်ဝတ်သားချက်တာဟုတ်ကဲ့ဒါဆိုမီးရှိကိုပဲကျွန်တော်ဝတ်သားတစ်ပွဲချက်သားတစ်ပွဲဝတ်သားကြတော့စုံပါညာဟုတ်ကဲ့လိုက်မယ်နော်ပလီသာ300ရတယ်ဒီချုံမောက်ရှောင်းမယ်နော်ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ဒါစောင့်ရတယ်ဟုတ်ကဲ့ပါဗျာကဲအခုမာတဲ့ဟာလေးရောက်ပြီဆိုတော့စားပါတော့မယ်ဒီဘက်ကတော့ဝတ်သားဒီဘက်ကတော့ချက်သားအားတော့ဦးအသေးခောက်စုံမယ်အဲ့လိုဝတ်သားနဲ့ရင်စားလိုက်မယ်နော်ဒီထဲလာစားပြီးအားလုံးရင်ကျွေးပါတယ်အားပါခင်ဗျမနေ့စောထားလာစားပါရမှာစားရရင်ကြာနေလို့လည်းပြန်ကောင်းဒီကြော်လန့်နေမွေးနေမားလေးဟင်းထဲမှာတော့အမြဲတမ်းအယူအသားပေါ့နော်တုံးမြင်ထည့်ပြီးဒါလေးတော့ကြိုက်တယ်ဟုတ်ပါတယ်ပါပြီတပွဲတော့ကုန်ပါထပ်ဆွဲလိုက်မယ်ဒါတော့စစ်သားကြီးတက်ပေါ့နော်ဒီမှာဝတ်သားစားခြင်းနဲ့တူတော့စစ်သားစားခြင်းနဲ့တူတော့စင်ပြေရပေါ့ဒါတော့ကျွန်တော်ပုံမှန်ပွဲတစ်ပွဲကို1400ပေါ့နော်အသေးသေးပွဲကြီးဆိုရင်တော့ကျွန်တော်1400ပဲကြာတာပေါ့ဒီနေ့စားရှင်ကတော့ပုံမှန်ပွဲတစ်ပွဲဆိုတော့ဖိုက်ကတော့ရှင်းတင်တော့မှာနော်
ဝေးနေချင်းလေးရတယ်မဆိုးဘူးကဲစားလုပ်ပြီးတော့ပါခင်ဗျာစားရကြအောင်ခင်ဗျာအရတော့ဖြီးနေရပဲကဲကျွန်တော်တို့ဒီနေ့ဒီဗီဒီယိုလေးကိုဒီမှာပဲရနာလိုက်အောင်ကျွန်တော်ဒီဗီဒီယိုလေးကိုအစားနေဆုံးထိကြည့်ရှုအားပေးခဲ့တဲ့တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုတွေမှာလည်းစားပြသွားအောင်လဲဆိုတော့ဆောင်ရွက်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်ဆုခတာ